ဒါတင်နန်းပေးပြီးသားရဲဘော်တွေလည်းဖြစ်တယ်ဒီပြင်အတွေ့အကြုံနဲ့လူလူနဲ့ဆက်ဆံရေးမှာဆိုရင်လည်းထိုက်တဲ့အားလျော်စွာယင်းဒီကျွမ်းဝင်ပြီးသားလည်းဖြစ်နေအတွေ့အကြုံတွေလည်းရတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပေါ့တင်နန်းဆင်းပွဲဆိုတော့တင်နန်းပေးတဲ့ရည်ရွယ်ချက်နဲ့တင်နန်းတက်ရတဲ့ရည်ရွယ်ချက်လေးကိုတော့နည်းနည်းအတူကြုံလေးရှင်းရှင်းလင်းလင်းသိအောင်ပြောခြင်းတင်နန်းတစ်ခုဖြစ်မြောက်ဖို့နဲ့ဒီအတွက်ယင်းဒီကုန်ကြရတဲ့စရိတ်ဆိုတာအနည်းနဲ့အများရှိတာဒါကလည်းကျွန်တော်တို့အိမ်ကနေယူလာတဲ့ငွေနဲ့လုံနိုင်တာမဟုတ်ပြည်သူလူတန်းထားတဲ့ပြည်သူချွေးနှဲစာတွေကနေပြီးတော့နည်းနည်းစီစုပြီးတော့အရေးကြီးဆုံးလိုအပ်ချက်တစ်ခုအဖြစ်နဲ့အသုံးချကြ။ဘာဖြစ်လို့လဲဆိုတော့ကိုလိုနီလက်အောက်ကလွတ်ကလေးကလွတ်လပ်ရေးကိုပြည်သူကိုအမှန်တကယ်မပေးဘဲနဲ့မောင်ပိုင်စီးထားတဲ့စစ်ဗိုလ်ချုပ်ကြီးတွေခေတ်ဆက်မှာတိုင်းပြည်ကိုလဝကြီးအုပ်ပြီးတော့ဖိနှိပ်ခဲ့ကြတယ်။ရက်ဆက်ချမ်းချုပ်ရုပ်မာတဲ့နီးမျိုးစုံနဲ့ပြည်သူလူထုကိုအနိုင်ကျင့်ဗိုလ်ချအခွင့်အရေးကိုလည်းသူတို့လက်ထဲမှာပဲထည့်ထားခဲ့။တိုင်းပြည်နဲ့လူထုကတော့ဆင်းရဲမွဲတေမှုပေါင်းစုံနဲ့ဒီနေ့ထိစုပ်ပြတ်တတ်နေတာအားလုံးသိပဲ။တိုင်းသားလက်နက်ကိုင်တွေအပါအဝင်အားလုံးကဒါကိုမခံကျင်လို့နှစ်ပေါင်းများစွာလက်နက်ကိုင်တဲ့နီးနဲ့တဖုံကျွေးကြော်ဆန္ဒပြတဲ့နီးတွေနဲ့အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ကျောင်းသားတပိတ်တွေနဲ့တန်ခါအရေးခင်းနေနဲ့စัจ ဆန္ဒပြခဲ့ကြတယ်တော်လှန်ခဲ့ကြတယ်မရဘူးဒါပေမဲ့ဒီနေ့တော့ကျွန်တော်တို့မှာမလွဲတာမရှောင်တာလက်နက်ကင်တဲ့လမ်းတွေကိုရွေးချယ်လိုက်ကြရအောင်အားလုံးသိပဲကျွန်တော်တို့ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတယ်ရှင်းရှင်းလေးပဲဟိုဘက်ကအာဏာသိမ်းတဲ့ကောင်ကအားတို့လိုချင်လို့သိမ်းတာဘယ်အမှန်တရားဘာစကားမှလာမပြောနဲ့တရေတဲ့ကောင်တက်ခဲ့အားလုံးသိတဲ့အတိုင်းပဲကလေးရောလူကြီးရောဘာမှမရှောင်ဘူးကုန်ပြစ်သက်အဲ့တော့ကျွန်တော်တို့ကဗဇက်နဲ့တောင်းဆိုလို့မရတော့တဲ့ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့တိုင်းသားလူထုတွေရဲ့လူအခွင့်အရေးဒီမိုကရေစီကျွန်တော်တို့ဗဇက်နဲ့တောင်းမရတော့ကျွန်တော်တို့လက်နက်နဲ့တောင်းရမယ့်အနေအထားကိုရောက်လာခဲ့လက်နက်နဲ့တောင်းတယ်ဆိုတော့ရရလက်နက်ကိုဆွဲကင်တယ်ဆိုပေမဲ့လက်နက်ကင်ရဲ့သဘောတရားအရာစူးစီးကြည့်လက်ဖို့တွေအဲ့ဒီလက်နက်ကင်တဲ့အပေါ်မှာနိုင်ငံရေးအသည့်အမြင်တွေတယောက်စီတစ်ဖွဲ့စီတိုင်းမှာဦးစီးမိထားဖို့အဲ့ဒီအသည့်အမြင်တွေနဲ့လက်နက်ကင်ပြီးတိုက်ပွဲဝင်တာဖြစ်ဖို့လည်းလိုသေးတယ်ခန္ဓာကိုယ်ခံမှုတွေစူးစီးညီညွတ်စိတ်တွေစသဖြင့်ပေါ့ဗျာအဲ့ဒါတွေကိုအတည်ပြုဖို့ကျွန်တော်တို့တင်နန်းတွေအရေးပေါ်ပေးပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဤသူသားကောင်းတွေသမီးကောင်းတွေကိုစစ်မြေပြင်ကိုခေါ်ထုတ်ပြီးတော့တိုက်ပွဲဝင်ဖို့စီစဉ်ကြအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာပြောခဲ့တဲ့ဤသူချွေးနှဲစာတွေကနေဤသူလွတ်မြောက်ရေးအတွက်မဖြစ်မနေလုပ်ရမယ်အလုပ်တွေကတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ဒီတင်နန်းတွေကိုအကုန်ကြခံပြီးပေးတာတကယ်တော့လူရင်းကိုပြန်ချုပ်ရရင်ခေတ်ဆက်ရက်ဆက်ရုပ်ပါခဲ့တဲ့ကြမ်းကြုတ်ခဲ့တဲ့ဒီလူတွေအောက်ကလွတ်မြောက်ဖို့ရလမ်းစအဲ့ဒီလမ်းစကိုရှာဖို့အစီအစဉ်တွေကတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူ့ချွေးနှဲစာနဲ့အကုန်ကြခံပြီးဒီတင်နန်းတွေကိုပေးတာဒါတင်နန်းပေးတဲ့ရည်ရွယ်ချက်ခင်ဗျားတို့တင်နန်းလာတက်တဲ့ရဲဘော်တွေကလည်းအဲ့ဒီရည်ရွယ်ချက်နဲ့ထူးမခြားတာပဲရှိဖို့လိုတယ်ခင်ဗျားတို့ကောင်းထဲမှာမစ်စီလာများရည်ရည်တွေနဲ့နာကြည့်ခံစားနေကြရတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့ခမားတို့လက်တွေခမားတို့ခြေတွေခမားတို့ခန္ဓာကိုယ်တွေနဲ့အလုံးလုံးဖို့ဒီသင်္นานကိုလာတတ်တဲ့ရည်ရွယ်ချက်စစ်မှန်မှန်ဖြစ်ဖို့လိုတယ်ဒီနေ့ဒီပင်ကရဲဘော်တိုင်းကိုစော်ကားလာတာမဟုတ်တွေ့နေရတယ်ယူနီဖောင်းဝတ်ဖို့လက်နက်ကင်ပြီးတော့ထိတ်ကြီးဟန်ကြီးနဲ့ပြုတ်သွားလားဒေါ်လာရေးသမားဆိုရင်အထင်ကြီးတဲ့ခေတ်မှာဒီသူလူတို့ရဲ့အထင်ကြီးမှုကိုခံရုံနဲ့တနက်လွယ်ပြီးလိုက်ရလောက်ရုံနဲ့ယူနီဖောင်းဝတ်ပြီးတော့ကြွားထဲမှာတောင်ကြွားလောက်ရုံနဲ့ဒေါ်လာရေးတွေကိုဝင်လာကြတဲ့ရဲဘော်တချို့လည်းရှိ
အဲ့လိုမဖြစ်ဖို့ခင်ဗျားတို့သတိထားရအဲ့ဒါကအခက်အခဲဒုက္ခတွေကြားထဲမှာရောက်နေတဲ့ပြည်သူအဲ့ဒီထဲကလွတ်လန်းရှာဖို့ကောက်ရိုးတမြင်တွေ့ဆွဲကင်နေတဲ့ပြည်သူကိုခင်ဗျားတို့ကကဲတင်ရှင်လိုနဲ့ဟန်ဆောင်လိန်ညာပြီးတော့အမျက်ထုတ်တာအခွင့်အရေးယူတာအဲ့လိုဖြစ်သွားတတ်တယ်ဒီရကြမိုင်းဘာနဲ့တူလဲဆိုတော့ပင်ငယ်သောနဲ့မျောနေတဲ့လူနာကိုရအောင်ကုပေးတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီလူနာစီကအိုက်ဆန်လိန်တောင်းနဲ့ဆရာဝန်နဲ့တူလိမ့်အဲ့ဒါခင်ဗျားတို့သတိထားအဲ့တိတ်ကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့ဒါလူယုံမှလမ်းစဉ်ထဲမှာပါတယ်ဟုတ်လားတော်လာရေးလုတ်ပြီးတော့ခင်ဗျားတို့လူအထင်ကြီးခြင်းလို့ပါလာတာဆိုရင်အဲ့ဒါလူယုံမှလမ်းစဉ်တွေကတစ်ခုကိုခင်ဗျားတို့ကျင့်သုံးနေတာအဲ့ဒါသတိထားဖို့လိုတယ်ပထမအချက်ကျွန်တော်ပြောချင်တာဒါတော့နောက်တစ်ချက်ကခင်ဗျားတို့ဒီသင်တန်းကပြီးသွားရင်ခင်ဗျားတို့စစ်နေခြင်းကိုထွက်ရဖို့ရှိမကြတော့မဲ့ကာလမှာပူပူကျန်းသားလာတော့မဲ့ကျွန်တော်တို့ရဲ့လွတ်မြောက်ရေးတိုက်ပွဲကခင်ဗျားတို့ကိုစောင့်ကြိုနေပြီခံယူချက်မှန်မှန်ကန်ကန်နဲ့သင်တန်းကဆင်းလာတဲ့ရဲဘော်တယောက်အတွက်တော့ထူးထွေပြောစရာတော့ရှိမှာမဟုတ်ပါဘူးတတိပေးုံတော့ပါနော်အခုနပြောတဲ့ဒီသူကိုရက်ဆက်စမ်းကြုံလို့မကရုပ်မာတဲ့သူတွေကိုခင်ဗျားတို့စစ်မြေပြင်မှာလုံထွေတတ်ပုတ်ပြီးဆုတ်ဖျက်ပစ်ဖို့ခင်ဗျားတို့ဟာကြားရဲတွေချင်းသေးတွေလို့တမ္မာရဲရဲနေရမယ်စစ်မြေပြင်မှာနောက်တတိထားမှာကခင်ဗျားတို့ရေဆိုင်ရမယ့်ရန်သူကဒီသူကိုသားကောင်းလို့သဘောထားပြီးတော့တောလိုက်နေတဲ့မုတ်ဆိုးတွေပဲအဲ့ဒါတစ်ချက်သတိထားပါခင်ဗျားတို့ရေဆိုင်ရမယ့်ဒီအကျန်းဖတ်စစ်အုပ်စုဆိုတာနှစ်ရှည်လာများကျွန်တော်တို့ပြည်သူလူထုကိုတကယ်ကိုသားကောင်းတွေလောက်ပဲသူတို့စိတ်ထဲမှာသဘောထားပြီးတော့တောလိုက်နေတဲ့မုတ်ဆိုးတွေခင်ဗျားတို့ကအဲ့ဒီမုတ်ဆိုးတွေကိုပြန်ပြီးတော့တောလိုက်ရမှာသားကောင်လိုက်ရမှာပြောနေတာကခင်ဗျားတို့ကတာမန်နေသားမဟုတ်မုတ်ဆိုးချင်းကိုပြန်ပြီးသားကောင်လိုက်ရမယ်သူတွေခင်ဗျားတို့ပုံပြီးတော့တန်မာဖို့လိုတယ်ပုံပြီးရဲရဲနေဖို့လိုတယ်ပုံပြီးဆက်မြတ်နေဖို့လိုတယ်အဲ့ဒါသတိထားပါသင်္นานမှာမဟုတ်ဘူးခင်ဗျားတို့အချိန်ဖြည့်ကိုသတိပေးထားပါကိုတိဆောက်ထားပါခင်ဗျားတို့ဟာမုတ်ဆိုးချင်းကိုပြန်ပြီးတော့သားကောင်လိုက်ရမယ်လူတွေအဲ့ဒါသတိထားအာမင်္ဂါဆံဃာနဲ့ပေါ်တန်လေးနဲ့ဖြစ်နေပြင်ထွက်မလာနဲ့မရဘူးအဲ့ဒါသတိထားမယ်နှစ်ချက်ဒါကတော့ရန်သူနဲ့ဆက်ဆံရမှာခင်ဗျားတို့သတိထားမယ်အရာပေါ့နောက်တစ်ချက်ကတော့ခင်ဗျားတို့မလွဲမရှောင်တာဒီသူရင်ဝင်တွေကိုပြန်ပြီးဝင်ရမယ်ဒီသူတွေအတွက်တိုက်ပွဲဝင်မယ်ခင်ဗျားတို့ကတိုက်ပွဲမရှိတဲ့ချိန်မှာလဲဒီသူတွေကိုကယ်တင်ဖို့ကူညီဖို့ပဲခင်ဗျားတို့ဖြစ်နေရခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုအကြောင်းပြပြီးတော့ဒီသူကိုဗိုလ်ချဖို့အခွင့်အရေးယူဖို့တော့ခင်ဗျားတို့နည်းနည်းမှမစင်စားနဲ့အဲ့ဒါမှားသွားလိမ့်ခင်ဗျားတို့ကကြီးသားတယ်မဟုတ်ဘူးပြောရရင်ပြည်သူဆိုတာအမိပဲပြည်သူဆိုတာအဖပဲခင်ဗျားတို့ကပြည်သူကမွေးထားတဲ့သားတွေအရေးချင်းလေးနည်းနည်းရှိလာတာနဲ့အင်အားလေးနည်းနည်းရှိလာတာနဲ့အစကရည်ရွယ်ချက်ကတော့မိဘကိုပြုစုလုံကျွေးဖို့ကာကွယ်ဖို့ဆိုပြီးတော့တည်ဆောက်ခဲ့ကြတာပဲအင်အားရှိလာကမှမိဘကိုရိုက်ပုတ်ဖို့နှိပ်စက်ဖို့တွေဖြစ်သွားလို့မရဘူးအဲ့ဒါမှားမယ်ဘာဖြစ်လို့အဲ့လိုသတိပေးရလဲဆိုတော့ခင်ဗျားတို့လည်းတည်ပြီးသားပဲမြေပြင်မှာအဲ့လိုပြဿနာတွေရှိနေအစကတည်းကခံယူချက်မှားတော့တတိထားဆင်ခြင်မှုလည်းမရှိတော့လုံဆောင်ချက်တွေမှားကုန်ကြတဲ့ရဲဘော်တွေမြေပြင်မှာရှိမိဘပြည်သူကိုပြန်ပြီးနှိပ်စက်အကြမ်းဖက်စစ်တပ်နဲ့ခင်ဗျားတို့ဘာထူးလိုက်မယ်အဲ့လိုဆိုရင်အဲ့ဒါတတိထားရှေ့မှာပြည်သူကမွေးလိုက်တဲ့ပြည်သူသားတွေပဲလူယုံမာတွေဖြစ်ကုန်ပြီးတော့ပြည်သူကိုရက်ဆက်ယုံမာနေပြီကြမ်းကြုတ်တဲ့နည်းတွေနဲ့နှိပ်စက်နေပြီပြောရရင်တော့အဲ့ဒီကောင်တွေကခင်ဗျားတို့အကူကြီးတွေပဲအဲ့ဒီအကူကြီးတွေကရက်ဆက်ကြမ်းကြုတ်ယုံမာမှုပေါင်းစုံနဲ့မိဘကိုရိုက်ပုတ်နှိပ်စက်နေတဲ့အချိန်မှာခင်ဗျားတို့ကအဲ့ဒီမိဘကိုပြန်ပြီးကာကွယ်ပေးရမယ်တားငယ်တွေပဲ
ရှင်းလားအဲ့ဒါသတိထားဒီသူဟာအမိဒီသူဟာအဖ PDF ကအမိ PDF ကအဖမဟုတ်ဘူးအဲ့ဒါလူယုံမာတွေတွေးတဲ့လမ်းစဉ်လူယုံမာတွေရဲ့အယူဆလူယုံမာတွေရဲ့သဘောထားကြားလားပါဇက်ကမပြောရင်တော့မှအဲ့ဒီလိုကျင့်မိရင်ခင်ဗျားတို့လူယုံမာဖြစ်သွားမယ်အဲ့ဒီအယူဆအဲ့ဒီသဘောထားတွေနဲ့မိဘကိုပြန်နှိပ်စက်နေတဲ့ရှေ့ကစစ်ကောင်စီဆိုတဲ့ခင်ဗျားတို့ရဲ့အကိုကြီးတော်ဆက်ခဲ့တဲ့လူယုံမာတွေလက်ကနေခင်ဗျားတို့မိဘဖြစ်တဲ့ပြည်သူကိုကာကွယ်ဖို့ခင်ဗျားတို့မှာတာဝန်ရှိတယ်တတိထားပါနော်ခင်ဗျားတို့ကမိဘရဲ့မျက်ရည်ကိုတုပ်ပေးဖို့အဲ့ဒီမိဘပြည်သူပေါ်မှာရှားရောက်လာတဲ့အန္တရာယ်တွေကိုကာကွယ်ဖို့အဲ့ဒီမိဘကိုရှေ့ကလူယုံမှာသားကြီးသမီးကြီးတွေရဲ့လက်ကနေကာကွယ်စောင့်ရှောက်ပြီးတော့အပြီးတိုင်ကယ်တင်ဖို့ဟုတ်လားအဲ့ဒါကိုခင်ဗျားတို့သတိထားပါအခြားရှိရှိဝေးဝေးတွေပြောနေရင်လည်းကျွန်တော်တို့ဆုံးမှာမဟုတ်ဘူးခင်ဗျားတို့ရဲ့တင်တန်းဆရာတွေကတော်တော်များများပြောပြီးဖြစ်မှာပါလောလောဆယ်တော့ကျွန်တော်ပြောတဲ့အချက်၃ချက်ကိုအိမ်ရောက်ရင်သေချာပြန်ပြီးစဉ်းစားချက်ပြီးတွေးပေါ့ပြီးရင်ခင်ဗျားတို့ဆက်ပြီးအလုံးလုံးကြခင်ဗျားတို့ကပြည်သူအားကိုးရတဲ့သားကောင်းသမီးကောင်းတွေဖြစ်လာပါလိမ့်မယ်ဟုတ်လားကျွန်တော်တို့ကလက်ရုံးကြီးတစ်ခုတည်းနဲ့ရမလားမရဘူးဘောယူထားလားဆိုတာလက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံရမယ်ဟုတ်လားပြည်သူကအားကိုးခြင်းစိတ်နော်ပြည်သူကအားကိုးလို့စိတ်ရှိအောင်ခင်ဗျားတို့ရန်သူအပေါ်မှာကြမ်းတမ်းသမျှပြည်သူအပေါ်မှာတော့ခင်ဗျားတို့မေတ္တာအပြည့်နဲ့ဆက်ဆံပေးကြပါပြီးရင်ခင်ဗျားတို့လုပ်ငန်းဆောင်တာအတိုင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ပြည်သူလူထုဆိုတဲ့နေရာမှာကျွန်တော်တို့နိုင်ငံကတိုင်းရင်းသားတွေအားလုံးနဲ့စုပေါင်းနေထိုင်တာဖြစ်တဲ့အတွက်ဒီကောင်ကကချင်မှာဒီကောင်ကချင်းမှာဒီကောင်ကကရင်မှာလို့တွေးလို့မရဘူးသိလားအားလုံးကမတူကွဲပြားတဲ့ရည်သေးမှုနဲ့ချစ်စရာကောင်းတဲ့ဒလေထုံးတန်းတွေနဲ့ဒီနေ့ဒေသအလိုက်ကွဲပြားကြတယ်မှာခင်ဗျားတို့အားလုံးကညီကိုတွေပဲအဲဒီတော့ခင်ဗျားတို့လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ရမှာကအိုင်နာပြည်သူလူထုတရက်လုံးအတွက်ဆိုတာလဲခင်ဗျားတို့ထည့်ပြီးစဉ်းစားထားပါနော်ကျွန်တော်ဒါပဲမှာခြင်းပါ